မုံညင်းပေါင်းဖို့အတွက်အညွန့်နေနဲ့အရွယ်နုနုလေးတွေကိုတင်မယ်အရွယ်ရင်ဖဖားကြီးတွေကိုဖယ်ထားမယ်စားထည့်ပြီးတော့ရီဆေးမယ်ရီဆေးပြီးသွားလို့ရှိရင်နေဖို့အတွက်စားထည့်မယ်ဂျင်းထောင်းပြီးသားထည့်မယ်ခင်းစင်နီးထည့်မယ်ငပိရေဖြော်ထားတာလေးထည့်မယ်စီနည်းနည်းထည့်မယ်အရွယ်လေးတွေနည်းနည်းနွမ်းနေထိနှံ့နေအောင်နေမယ်စီးပိုင်မှုအတွက်ကောင်းကြီးမုတ်ထည့်မယ်နှံ့နေအောင်နွမ်းနေအောင်နေဖက်ပြီးပြီဆိုရင်ပေါင်းဖို့အတွက်ပေါင်းချောင်လေးတွေကိုရွယ်လေးတွေခံခင်းလိုက်မယ်ငပြောရွက်ရှိလည်းငပြောရွက်ခင်းလို့ရတယ်အလေတွေကအငွေတက်လာဖို့အတွက်နည်းနည်းဟာထားမယ်ညံသွားအောင်မိသွေးနဲ့ပဲချက်လိုက်တယ်မြူသီးစီချက်လုံးမယ်ကျက်သွန်ဖြူကြောမယ်စားလို့ရပါပြီ